Sony ရဲ့ State of Play မှာတော့ game တွေအများကြီးပြပြီးသွားပါပြီအဲ့တော့ကျွန်တော်တစ်ခုချင်းစီပြောပြပါမယ်ပထမဆုံးတစ်ခုကတော့ကျွန်တော်တို့ငယ်ချစ် Tomb Raider Lara Croft ရဲ့အသစ်ထွက်မဲ့ Legacy of Atlantis ပါဒီ Legacy of Atlantis ကပထမဆုံး game ဖြစ်တဲ့ Tomb Raider 1996ပေါ့နော်အဲ့ဒီကောင်ကိုပြန်ပြီးတော့ reimagine လုပ်ထားတာပါ reimagine လုပ်တယ်ဆိုတာကကျွန်တော်တို့ remake လည်းမဟုတ်ဘူး remaster လည်းမဟုတ်ဘူးအဲ့ဒီခြားထဲမှာရှိနေတာပေါ့လေအရင် game မှာရှိတဲ့ puzzle တွေအဲ့ဒီထဲမှာရှိနေတဲ့ environment တွေ gameplay တွေကိုပြန်ယူပြီးတော့ဒီဘက်ခက် engine တွေနဲ့ပြန်ပြီးဖန်တီးထားတာမျိုးပေါ့ Unreal Engine 5ကိုသုံးထားပါတယ်ရှေ့က Survivor Trilogy နဲ့တိုက်ရိုက်ချိတ်ဆက်မှာဖြစ်တော့ရှေ့က Trilogy မစောရသေးလို့ရှိလို့ရှင်သွားစောတဲ့တယ်လို့ပြောလို့ရပါတယ်။ဒီ Survivor Trilogy နဲ့မတူတဲ့ချက်ကတော့ဒီ gameplay တွေဘာတွေအကုန်လုံးကဟိုအရင် classic Tomb Raider ကနေပြန်ယူထားတော့အရင် Tomb Raider ရဲ့ fan တွေဆိုလဲဒါပြန်ပြီးတော့စောချင်စိတ်တွေပေါက်လာမှာပါ။ February 12 ရက်နေ့2029ထွက်ပါမယ်။နောက်တစ်ခုကတော့စက်တင်ဘာမှာလာမဲ့ Insomnia ရဲ့ Wolverine မှာ Insomnia ရဲ့ Wolverine က Insomnia ရှေ့ကထုတ်ထားတဲ့ Spider-Man ရဲ့ universe ထဲမှာပဲရှိနေပြီးတော့ X-Men ရဲ့အကြောင်းဖြစ်ဖို့များပါတယ်အခုမြင်ရတဲ့ gameplay trailer ရတော့တော်တော်လေးကိုကြမ်းမဲ့ပုံစံမှာရှိတယ် brutal လည်းအတော်လေးဖြစ်မယ်သွေးထွက်တန်ယိုတွေအများများမယ် trailer မှာပြသွားတဲ့ gameplay အရာရော story ရောကြည့်မယ်ဆိုလို့ရှိရင်တော့ X-Men တွေအများကြီးပါလာဖို့ရှိတယ်သူ့ရဲ့ရန်သူတော်ကြီးဖြစ်တဲ့ Sabertooth လည်းပါမယ် Jean Grey ကိုလည်းတွေ့ရတယ်နောက်အများကြီးပဲအဲ့တော့လူစုံတက်ဆုံမဟုတ်ရင်တော့တော်တော်များများမြင်ရဖို့ရှိတယ် trailer ထဲမှာ apocalypse ကြီးတောင်မြင်လိုက်သလားလို့စိတ်မကောင်းတာနဲ့ပဲ Marvel Wolverine ကတော့ PC ကိုလာမှာမဟုတ်ဘူးဘာလို့ဆိုတော့သူတို့ PS5 exclusive title အနေနဲ့ထားတော့မယ့်အနေထားတွေမှာတော့ရှိပါတယ်အဲ့တော့ PC သမားတွေတော့ကတော့စိတ်မကောင်းပါဘူးနောက်ထပ် surprise ထပ်တိုက်သွားတာကတော့ Santa Monica ပါသူကတော့ God of War spin off ပေါ့နော် God of War spin off God of War Love ပါ God of War Love ကလောလောဆယ် gameplay ကိုပြသွားပြီပေါ့နော်ဘယ်ကနေဆက်လဲဆိုတော့ကျွန်တော်တို့2018 God of War မှာလာတဲ့ပထမဆုံးမိသကြိုးလိုက်တဲ့ Kratos ရဲ့ဇနီးတဲ့ Love ပါသူသေးဆုံးပြီးသွားတဲ့နောက်ထပ်ဘုံဘွားတစ်ခုကူသွားပြီးတော့ဘာတွေဆက်ဖြစ်မလဲဘယ်လိုတွေခြားကြနှက်ကြအောင်မလဲဆိုတာတော့ gameplay တွေမှာသွားကြည့်လို့ရပါတယ်တော်တော်လေးလည်းကြံပါတယ်အခုပြောရတဲ့ game တွေအပြင်တခြား game တွေလည်းအများကြီး State of Play မှာပြသွားပါတယ် Until Dawn 2 တို့နောက်အများကြီးပဲ Onimusha ဆိုလို့ရှိရင်လည်းကျွန်တော်တို့ release date trailer တွေပါတွေထွက်တယ်ပြီးသွားရင်ကျွန်တော်တို့တခြား project တွေလည်းအများကြီးသူတို့ပြသွားသေးတယ်အဲ့တော့မကြည့်ရသေးဘူး gameplay trailer အသစ်တွေကိုစိတ်ဝင်စားရတယ်ကြည့်ချင်တယ်ကျွန်တော် YouTube ပေါ်မှာ State of Play 2026လို့ရိုက်ပြီးတော့ရှာလိုက်ပါ IGN မှာလည်းအကုန်လုံးတင်ပြီးသွားပါပြီကျေးဇူးတင်ပါတယ်လမ်းကြော်ရင် YouTube မှာ subscribe လေးလုပ်ပေးသွားပါဦး Thank you ပါ